Oh my god ရတော့မယ် Oh my god okay ကျွန်တော်ဒါနောက်ဆုံးတစ်ခုပါ Oh my god 10 second ပဲကျွန်တော်ညက်တဲ့yo okay ကျွန်တော်ထည့်ပြီးတော့ပြီတော့ဒီထဲဝင် let's go ရပြီ Oh my god Dragon Dojo ရောက်တော့ပါပြီစကားပြောလိုက်မယ်ဆိုရင်တော့ဟိုမှောင်ကြတော့ပါတယ် Oh my god let's go ဟဲ့ဟေးမှောင်နေတယ်ဟေးဘာလည်းမပေါ်ဆိုတော့ကျွန်တော် reset ချလိုက်မယ်ဆိုရင်တော့ Dragon V4 ရပါပြီ Oh my god let's go ကျွန်တော် Titan နဲ့တူ weekend နဲ့ရတော့ပါပြီOh my god bro ကျွန်တော်ရဲ့ Dragon က skin နဲ့ဆိုအကြာရောင်ကြီးစောင်းဝမ်းလန်းပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Dragon ကိုဘယ်လိုရခဲ့လဲ Uni ကိုပါပြောကြရအောင်ပါပဲဆိုတော့ video လေးကိုစလိုက်ကြရအောင်ပါတကယ်လို့ brother က Dragon Raid V4 လို့ကျင်နေဆိုရင်တော့ V1 နဲ့ V3 ထိအကုန်ပြီးဖို့လိုပါတယ်Dragon Raid version 3 ဒီအကုန်လုံးယူနေတော့ဒီဗီဒီယိုမှာတွားကြည့်လို့ရပါတယ်ဒီဗီဒီယိုထဲမှာ Dragon Stone Gun ရော Dragon Heart Sword ရောယူနေပါပါတယ်ကျွန်တော်တို့ Dragon Raid ကို V3 ရလို့ပြီးသွားရင်တော့ Dragon Stone Gun နဲ့ Dragon Heart Sword ကို Mystery 900ထိရောက်အောင်တင်ရပါမယ်ဆိုတော့ကျွန်တော်တို့ Mystery တင်ဖို့အတွက် stage reset ပါမယ်ကျွန်တော်တို့တွေ mystery တင်နေတဲ့ဒီနေ့ဗီဒီယိုချစ်ကြရတော့တစ်ဖက်တစ်လမ်းနဲ့ကူညီပေးထားတဲ့ block fee ကြောင့်လေးနဲ့ကြောချင်ပါတယ် block fee မှာဆိုရင် brother တို့ရဲ့ block fruit ကောက်တွေကို survey အနိုင်ပြီးတော့ block fruit game ကောက်တွေနဲ့ block fruit ရဲ့ game pad တွေကိုဝယ်ယူနိုင်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့အခုကြက်တာထားတဲ့နေရာတွေမှာတွားရောက်စုံစမ်းမိကြနိုင်ပါတယ်ယုံကြည်ရလားဆိုရင်တော့နာမည်ကြီး robot shop တစ်ခုကြီးတဲ့ Vincent ရဲ့လက်ခွဲဆိုင်ဖြစ်တာကြောင့်မလို့တရားရခိုင်နှုန်းယုံကြည်လို့ရပါတယ်တကယ်လို့ brother အနေနဲ့ robot ဝယ်ယူခြင်းနဲ့ဆိုရင်လည်း Vincent မှာတွားကြည့်လို့ရပါတယ်Okay ကျွန်တော်တို့တွေ Dragon Stone Gun နဲ့ Dragon Heart Sword အကုန်လုံး Mystery 900ထိရောက်လို့ပြီးသွားရင်တော့အုပ်စုလိုက်ဥဆုပ်ပြီးတော့ Leviathan ဟန်ရပါမယ်ကျွန်တော်တို့ကတော့ Leviathan ဟန်နဲ့ Vogan တို့တွေ့တာနဲ့ဂျာကဝင်ဆွဲခဲ့ပါလေအဲ့လိုနဲ့ကျွန်တော်တို့တွေအယိုးတွေအများကြီးနဲ့ဥတစ်လုံးရခဲ့ပါတယ်အဲ့ဒါပြီးရနောက်တော့ကျွန်တော်တို့တွေ Frozen Dimension ကိုရောက်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တွေအခု Leviathan ကိုချပါတော့မယ်ဒါပေမဲ့ Leviathan ကတော့ထုံးစံအတိုင်းကိုကြောက်နေပါတယ်Mama ye, sienega chimya bize mama ye, ke aume punsui yare mama ye, ke de kone menu yare mama ye. Channel alongo yaro me mama. အဲ့လိုနဲ့ Leviathan တီသွားရင်တော့သူ့ရဲ့နှလုံးသားကိုယူခဲ့ရပါမယ်ဒီတစ်ခါတော့ကျွန်တော်တီကီရောက်ဖို့ယူရမှာမဟုတ်ပါဘူး Hydra Island ကိုယူရမှာပါအဲ့လိုနဲ့ Leviathan ရဲ့နှလုံးသားကို Hydra ကကျွန်တော်တို့Hydra မှာရှိတဲ့ရေတကွန်ကြားတွေကိုတွားထည့်ရပါမယ်အဲ့လိုဆိုရင်တော့ freezing Hydra ဆိုပြီးတော့ကျွန်တော်တို့ရဲ့ Hydra Island ကြီးကရေခဲရိုက်ပြီးတော့ချစ်သွားပါလိမ့်မယ်ရေခဲရိုက်လို့ပြီးတော့ရင်တော့ကျွန်တော်တို့ Dragon Dojo ကျန်သွားပါမယ် Dragon Dojo ကတော့ဒီပေါ်မှာရှိပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ဒီပါ Oh my god တစ်ပင်နေပါကျူကုန်ပြီဟေးအိုးဘာလို့ကြုတ်ကြအောင် Okay ကျွန်တော်ထပ်တက်ပါမယ်ဆိုတော့ကျွန်တော် Dragon Dojo တွားပါမယ် Dragon Dojo ရောက်ရင်တော့ကျွန်တော်ဒီနားမှာရှိတဲ့မီးအိမ်လေးတွေကိုမီးလိုက်ထုံးရပါမယ် Okay ပါကျွန်တော်ဒီနားမှာမီးအိမ်လေးကုန်ထုံးမယ်ဆိုတော့မီးရိပ်လေးထုံးပြီးတော့ဒီပေါက်ထဲဝင်လို့ရမယ်ကျွန်တော်တော့တစ်ခုကြံနေပြင်ပါလေโอเคဒီမှာပါဒီနားကမီးရိပ်တစ်ခုလိုပါတယ်ဆိုတော့ကျွန်တော်ဒီသုံးခုလုံးထုံးပြီးတော့ဒီကားပေါက်ကြီးကပွင့်လာပါလိမ့်မယ်ပွင့်တော့ဒီအောက်ထဲခုံချပြီးကြရင်ဒီဘက်တွားလိုက်ရင်တော့ Oh my god ဒီခိုင်းတော်တော်လှတယ်ဆိုတော့ဒီမှာဆိုရင်တော့သူတို့နောက်ဆုံးတစ်ဆင့်ပဲလို့တော့ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ Volcano Island ကိုကြတော့မှဖြစ်ပြီးတော့ဒီ Prehistoric Island မှာပဲကျွန်တော်တို့သူရဲ့အကွဲကြောင်းနဲ့ဝင်ပြီးတော့ကျွန်တော်တို့ Dragon Fire လောက်အောင်ပါ Dragon Fire ကကျွန်တော်ကဟက်လဲဟက်ဆိုတာမဟုတ်တာကြောင့်မလို့တော်တော်ခက်ပါတယ်အဲ့ဒါအကြည့်ကျွန်တော် mobile ဆိုတော့ပို့ပြီးတော့ခက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Volcano Island ရှာပြီးတော့ Dragon Raid Fire လေးတွားလို့ရအောင်ပါ Dragon Fire တွားမလို့ခင် Dragon Wizard ဆိုတဲ့ဒီဘိုးတော်ရိုးစကားပြောခဲ့ဖို့တော့လိုပါတယ် Let's go ကျွန်တော် Prehistoric Island ကိုရောက်ပြီးတော့ဒီမှာကျွန်တော်တို့တွေဟိုကတော့ပါမယ်ဒီ Volcano Island ကိုအရင်ဆုံးအောင်လို့ rate တိုက်ရပါမယ်ပြီးကြရင်တော့ကျွန်တော်တို့အကွဲကြောင်းနဲ့ဝင်ပြီး Dragon Raid လောက်ရုံပါပဲဆိုတော့တိတ်လည်းမခတ်ပါဘူးတိတ်မခတ်ပေမဲ့လည်းလွယ်တယ်တော့မပါဘူးကြာအေးဒါပိုဆိုးတာပေါ့ကောင်းပါတယ် emotional damage Okay ကျွန်တော်တို့တွေနောက်ထပ်တစ်ခေါက်ထပ်ရောက်ပြီလို့ပဲပြောရမလားပဲ Okay ကျွန်တော် Volcano လေးစလိုက်ပါမယ် Oh my god let's go Mama ye, sienega chimya bize mama ye.
အောင်မေးပူဆွေးရတဲ့မမရေ Okay Volcano ပြီးသွားတဲ့အချိန်မှာကျွန်တော် Dinosaur ဘုံတွေအများကြီးထပ်ယူခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တွေ Dragon Up ပါယူပါမယ်တကယ်လို့ Brother V4 လုပ်မယ်ဆိုရင်တော့ Volcano ပြီးသွားတဲ့ဒီဘက်အောက်လေးလာလိုက်ပါဒီအောက်လေးကနေပြီးတော့ဒီဘက်လေးနည်းနည်းကျန်လာမယ်ဆိုရင်တော့ဒီလားလေးမှာအကွဲကြောင်းလေးရှိပါလိမ့်မယ် Okay ပဲနောက်ပါဦး Wait okay ဒီပေါက်ထဲဝင်တော့မယ်ဆိုရင်တော့ဒီအကျူလေးတွေ့ပါမယ်ဒီထဲဝင်လိုက်ရင်တော့ကျွန်တော်တို့ trial လေးကိုရောက်တော့ပါပြီ trial လေးရောက်ရင်တော့ရှေ့ပါရှိတဲ့ NPC ကိုစကားပြောရမယ်ပြီးကြရင်တော့ trial စလို့ရပါပြီ Okay ကျွန်တော်တို့တွေ trial စလိုက်ပါမယ် let's go trial စလိုက်ရင်တော့ကျွန်တော်တို့ဒီဘက်မှာတကားပေါက်က3ပေါက်ရှိရဲကျွန်တော်ဒီအဝါလေးတွေကိုရင်သွားပါမယ်ဒီမှာတော့ကျွန်တော်တို့ဘာစပယ်မှာတုံးလို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ငကား Dragon V3 နဲ့မိုးပေါ်ကြံမယ်ပြီးကြရင်ဒီခုဟာလေးတွေကိုဒီအပေါ်မှာရှိတဲ့အပေါက်ကြီးတွေကိုတော့ထည့်ရမှာပါဒီပေါက်ကြီးပါဆိုတော့ဒီပေါက်ပေါ်မှာအတိုင်း BD လေးကိုချိတ်လို့ပြီးရင်တော့ရပါပြီအခုကတော့ကျွန်တော်အဝါရောင်ကနေစပါမယ် Okay ဒီကနေတက်မယ်ဒီတက်လို့လည်းမရအောင် no ဘာကြစ်တာလဲ what no ဟဲ့ရောက်ရေးလာပါဘူးတွေပါတက်လာကြကြပါဦးဟာ no ပေါ်မမီတော့ဘူး no ညုတ်ကြပြီကျွန်တော်အဆောက်ကျစားရပါပြီတကယ်တော့ဒီနေရာမှာကျွန်တော်တက်လို့မရမဟုတ်တလို့ရဲ error ချင်းတွေကလည်းမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်အဲ့တုန်းကပထမဆုံးအချိန်ကြည့်ပြီးတော့ tutorial လည်းကြည့်မလာတော့ကိုယ်ကိုတက်နီးမသိတာပါအဲ့ဒါနဲ့ကျွန်တော်ကြောင်ကြောက်ပြီးတော့ဒီတစ်ခေါက်ကလည်း fail သွားခဲ့ပါတယ် let's go ကျွန်တော်တို့တွေနောက်တစ်ခေါက်ထပ်ရောက်ပါပြီ okay နောက်တစ်ခေါက်ဒီတစ်ခေါက်တော့ကျွန်တော်တို့ရမယ်လို့တော့ညိုရင်းတာပဲဆိုတော့ကျွန်တော်တို့ fan mode လေးဖွင့်လိုက်ပါမယ်ကျွန်တော်ထစ်ပြီးတော့ error လေးပါမကြည့်အောင်လို့ပါ okay ကျွန်တော်တို့ဒီမှာထပ်ဆပါမယ် okay ဒီလိုမျိုးမတက်ရက်နေတော့လုံးုံပဲထင်ပါတယ် okay ဒီတစ်ခေါက်တော့ကျွန်တော်နည်းနည်းတက်နီးတည်ပြီရပြီဆိုတော့ wait လှုပ်လို့မရတော့ no ရောက်ပါချစ်တော့ no မရတော့အဲ့လိုနဲ့ error တက်ပြီးတော့ကျွန်တော်ဒုတိယတစ်ခေါက်လည်း fail သွားကြအောင်မလို့ Volcano Magnet လာ corrector ပဲဖြစ်ပါတယ်တကယ်တမ်းကြည့်ရမယ်ဆိုရင်တော့ပထမတစ်ခါရှာပြီးတော့နောက်တစ်ခါတွေရှာဖို့ Volcano Magnet မလိုပါဘူးဒါပေမဲ့အဲ့တော့ကကျွန်တော်မတိရကြအောင်မလို့တွားပြီးတော့ crap မိနေပါတယ်တကယ်လို့ Brother ကိုလည်းပထမတစ်ခါရှာပြီးဆိုရင်နောက်တစ်ခါမလိုပါဘူးဆိုတော့ live မလုပ်ကြပါနဲ့ခုကတော့ကျွန်တော်တို့Volcano Island ကိုထပ်ရောက်လာပါပြီဒါပေမဲ့လူကကျွန်တော်တယောက်တည်းရှိရကြအောင်လို့တယောက်တည်းလုပ်ပါမယ်ဟုတ်ပါရဲ့ Brother ကိုထင်ထားတဲ့အတိုင်းပါပဲကျွန်တော်ဘလောက်ယုံကိုမနိုင်ပါဘူးရှုံးတော့ပါတယ်ဆိုတော့ Volcano ကြီးကပေါက်ကွဲတော့ကျွန်တော်ပါတည်သွားခဲ့ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တခြား content တွေလုပ်နေရတယ်ဒီဘက်ကတော့မလဲကြည့်ဘူးဘာပဲနေအခုတော့ကျွန်တော်တလအကြာပြန်လာပါပြီဆိုတော့ကျွန်တော် Dragon Raid လေးချိန်လိုက်ပါမယ်ခုတော့ကျွန်တော်တို့ Volcano Island ကိုပြန်ရောက်ပါပြီဆိုတော့ဒီ Prehistoric Island မှာကျွန်တော်ဒါလေးအရင်လုပ်လိုက်ကြရအောင်ပါအစခင်ကျွန်တော်ဒီဘက်နားလေးလာပြီးတော့ဒီနားမှာ NPC တယောက်ရှိပါတယ်ဒီ NPC မှာကျွန်တော်တို့လာပြီးတော့ correct တာပါ okay ဒီ T-Rex ကိုတော့မဟုတ်ဘူး okay ထပ်နှိပ်ပါမယ် correct ဒီ Dino ဟုဆိုတဲ့ဟာလေးပဲကြည့်ပါတယ်ဒါလေးကခုလက်ရှိ game ထဲမှာအကြီးကျယ်ဆုံး accessory ပဲကြည့်ပါတယ်ဘာပဲနေလှလဲလှပါတယ်ဆိုတော့ Brother ကိုလည်းမယူရတဲ့တွားယူပါဆိုတော့ကျွန်တော်တို့ဒီနောက်တော့ထပ်ရောက်လာပြီဆိုတော့ကျွန်တော်အပေါ်ထပ်တက်ဖို့အတွက် quality ရင်ချလိုက်ပါမယ်ဒါမှကျွန်တော်မထစ်မှာပါဆိုတော့ဒီတစ်ခေါက်တော့ရမယ်လို့တော့ညွှန်လွှင့်ပါတယ် okay ပထမတစ်ခုရတော့မယ်ကျွန်တော်ဒီတစ်ခေါက်တော့ရတော့ပါတယ် let's go wait no ကြောက်ကြဝိုင်း no အောက်ဆုံးထိကြောက်ဝိုင်း no okay ကျွန်တော်တစ်ခုတော့ရပါပြီအချိန်ရတော့မလောက်တော့ပါဘူးဆိုတော့အဲ့တော့ကျွန်တော်ဒါလေးထားပြီးတော့ထပ်ပြီးတော့ကြိုးစားနေမှာမဟုတ်ပါဘူးတကယ်လို့ Brother အဲ့လိုတစ်ခုရပြီးတော့အောက်ကိုအញ្ញခုန်ချပါပြီးကြရင်တော့ channel နှစ်ခုကိုရောအပေါ်တင်ရပါမယ်ဆိုတော့ကျွန်တော်ကတော့အနီလေးပါလေးထပ်ပြီးတော့ကြိုးစားပြီးလုပ်ခဲ့ဒါပေမဲ့အလုပ်တီးကြတဲ့အတိုင်းကျွန်တော် fail ပါတယ်ဘာပဲနေကျွန်တော်အဲ့တစ်ခုတင်နိုင်တော့အဲ့အတွက်တင်လေးကိုတော့ကောင်းကောင်းတီးသွားပါတယ်အဲ့ဒါကြောင့်မလို့နောက်တစ်ခါတွေကြာရင်တော့ရမယ်လို့ညွှန်လွှင့်ပါတယ် okay နောက်တစ်ခေါက် let's go နောက်တစ်ခေါက်မှာလည်းကျွန်တော်ကူပေးနေတဲ့လူကဂိမ်းထဲထွက်သွားရင်ကျွန်တော်ပါတီးသွားပါတယ် oh my god let's go နောက်တစ်ခေါက်ပြန်တွေ့ပြီဆိုတော့ဒီတစ်ခေါက်တော့ရမယ်ထင်တာပဲစူးစမ်းကြည့်တာပေါ့ okay okay ကျွန်တော်တို့ဒီတစ်ခေါက်တော့ရမယ်လို့တော့ထင်ပါတယ် okay ကျွန်တော်တို့ဒီပေါ်တက်မယ်ကျွန်တော်ထမင်းစားတော့ခလုတ်ကကတ်နေတယ်အေးငါထင်တယ်ပြုတ်ကြမှာ okay ကျွန်တော်တခုတော့ထဲလို့ပြီးပါပြီဒါပေမဲ့ကျွန်တော်အချိန်ရတော့မလောက်တော့ပါဘူးကျွန်တော်ထမင်းစားပြီးလုပ်နေရဆိုတော့ yeah တော်ဆိုးပဲကွာဒါပေမဲ့လည်းကျွန်တော်အချိန်မရှိတော့တဲ့ကြားထဲမှာရှုံးမပေးဘဲနဲ့နောက်တစ်ခုတော့ထပ်ထည့်ခဲ့ပါတယ်ဒါပေမဲ့လည်း10စက္ကန့်နဲ့လုံးဝမဖြစ်နိုင်တော့ပါဘူးဆိုတော့ကျွန်တော်နောက်တစ်ခေါက်တော့ပါမယ်
နောက်တစ်ခေါက်ကြတော့ကျွန်တော် fan တယောက်ခေါ်လို့တော့ပါဒါပေမဲ့အစားပိုင်း2လဲရှိပေမဲ့2တေတော့ကျွန်တော်လဲတေတော့ပါရဲ့ကျွန်တော်လဲလုံးဝမတိုင်းပါဘူးဆိုတော့နောက်တစ်ခေါက်ထပ်ကြိုးစားပါမယ် Okay ကျွန်တော်နောက်တစ်ခေါက်ပြန်ရောက်လာဒီတစ်ခေါက်ကြိုးစားကြည့်ရပါโอเคကျွန်တော်နောက်တစ်ခေါက်ပြန်ရောက်လာပါဒီတစ်ခေါက်တော့ကျွန်တော်အမှန်တကယ်စူးစမ်းတော့ပါမယ်အရင်ကလို့မကြည့်အောင်လဲကျွန်တော်တိချာချာကြည့်စင်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီထဲဝင်ရအောင်ပါပြီးကြရင်တော့ဒီနောက်မှရှိရကောင်စကားပြောပါမယ်ဆိုတော့ကျွန်တော်စကားလေးပါလေးပြောအောင်ပါဆိုတော့ကျွန်တော်စတိုင်းနေပြီးစတာနေလိုက်တော့ try ရစပါဤဆိုတော့ကျွန်တော်အစိမ်းရောင်ကိုအရင်တော့ပါမယ်โอเคကျွန်တော်ပထမတစ်ခုတော့ရပြီဒီနားလာပြီးတော့โอเคဒီမှာထည့်လိုက်မယ်ဆိုရင်တော့ပထမတစ်ခုရပါပြီဆိုတော့ကျွန်တော်တို့အောက်ကိုကြံဆင်းပါမယ် Oh my god တစ်ခုပဲရတယ်နောက်ထပ်နှစ်ခုကြံနေအောက်ဆင်းမယ် Okay ကျွန်တော်တို့တွေဒါဆိုရင်တော့နှစ်ခုရပါပြီနောက်ဆုံးတစ်ခုပဲကြံတော့အချိန်ရ2မိနစ်ဒါဆိုရင်တော့လောက်ပါတယ် Let's go let's try it No second 20ပဲလို့တော့ No ကျေးဇူးကြီးပေးပါ No ရောက်ရင်ပြီးပါမလားမသိဘူး Okay ရောက်ပြီ Oh my god let's go Oh my god Okay ကျွန်တော်ဒီနားမှာထဲလိုက်မယ်ဆိုရင်တော့ Oh my god Okay ညဝင်10စက္ကန့်ခွန် Oh let's go Oh my god ကျွန်တော်တို့ရေခုဆိုရင်တော့ Dragon Ray V4 ရပါပြီ Oh my god Oh ရောက်ရေးကျွန်တော်ဂီယာရွေးရမယ်ထင်တယ် Wait ဘာဖြစ်တော့ရတော့ No ဟာရောက်ပြီးပုံကြီးရောက်တော့ဟာမောင်မဲဝိုက် No ဒီလိုနဲ့ကျွန်တော်အမှောင်ကြီးထဲမှာတော်တော်ကြာသွားခဲ့သူညရဲ့ဆိုတော့စကားပြောစရာကောင်းပေါ်တယ်ကျွန်တော်ကတော့ဘေးကဒူးထိန်တာပဲပေါ်တယ်သူညရဲ့ဆိုတော့စကားပြောလိုက်ကြလင်းလာပြီး V4 ရရကျွန်တော်မရတော့ဘူးကိုထင်တော့ရအဲ့ချိန်ပါဒါပေမဲ့ကျွန်တော် reset ကြည့်လိုက်တဲ့အချိန်ကျတော့ဟာကွာမရတော့ဘူးထင်တယ် reset ကြည့်ရပါကွာနောက်တစ်ခေါက်ပြန်လုပ်လို့ရပါပဲဆိုတော့ကျွန်တော်ဒီမှာ reset လုပ်လိုက်မယ်ဆိုရင်တော့ရှာနောက်တစ်ခေါက်ထပ် try ကြပါပေါ့ Okay ကြော်ကြအိုးဟဲ့ထိုက်တယ်ပွင့်သွားပြီအိုးဟဲ့ awaken နေနဲ့ Oh my god ဟဲ့ V4 ရသွားပြီ What Oh my god Let's go ဆိုတော့ brother ကိုလည်းကျွန်တော်လိုမျိုးအဲ့တိုင်းစကားပြောစရာပုံမလာဘူးဆိုရင် reset လိုက်ပါဆိုတော့ကျွန်တော် friendly PVP ချိန်ပြီးတော့ကျွန်တော်တကယ်ကြီးကိုကြိုက်ပါမယ်ယော Okay ကျွန်တော် Oh my god V4 ပထမဦးဆုံးချိန်ဖွင့်နေမှကြည့်ပါဦး Oh What ဟဲ့သူရဲ့ဝါရောင်ငါဟာရကြနေရော Okay ကျွန်တော်ဒါကတော့ကျွန်တော် limited skin ဝယ်ထားလို့ကျွန်တော်ရဲ့ Yes Dragon Ray effect ကပါအကြအောင်ကြောင်းတော့ပါကျွန်တော်ဒီဗီဒီယိုရဖို့အတွက်အချိန်လေးတော်တော်ကြာအားစိုက်ထုတ်ပြီးမှရလာခဲ့ပါတယ်ဆိုတော့ကျွန်တော်တိမတ်ယူခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်သွားလို့ရပြီးတော့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့လို့ရပါတယ်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာကြည့်တွေ့ကြပါမယ်ဒီဗီဒီယိုကြည့်ခြင်းကလည်း brother တို့ရဲ့အချိန်လေးကိုမကုန်မဲနဲ့တုံးဝင်တော့မယ်လို့တော့ထင်ပါတယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှကြည့်တွေ့ပါမယ်